အားလုံးပဲမင်္ဂလာပါဗျာ 3D Lucky Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာခု16ရက်6လ2025အတွက်နှလုံးပါသို့မဟုတ်3လုံးပါ20လေးကိုပြပေးပါမယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကအသစ်လေးဖြစ်တဲ့အတွက်ကြောင့်မို့ subscribe ဆိုတဲ့စာတန်းလေးတယောက်စီနှိပ်ပြီးအားပေးသွားပါအောင်ခင်ဗျာယူနီကတော့ထိုင်းထီထွက်ထားတဲ့ထိုင်းထီ6လုံးကနန်းရဲ့ထိပ်စီးကိုယူတာဖြစ်ပါတယ်ပြီးကြတဲ့ဘက်ကထွက်သွားတဲ့352ရဲ့ထိုင်းထီ6လုံးကနန်းက95935နဲ့ဖြစ်ပါတယ်အဲ့ဒီမှာထိပ်စီးကနန်းဖြစ်တဲ့9ကိုတပွင့်တိုး66ကိုတပွင့်တိုးခွန်56ခွန်အဲ့56ခွန်ကိုပါဝါပြန်ပြီး9ရဲ့ပါဝါက300 6ရဲ့ပါဝါက1ခွန်ရဲ့ပါဝါက2 56ခွန်300တစ်ဆိုပြီးတော့6လုံးယူလိုက်တာဖြစ်ပါတယ်အဲ့ဒီ6လုံးကခု16ရက်6လအတွက်နှလုံးပါတော့မဟုတ်3လုံးပါဖြစ်ပါတယ်။ကျန်တဲ့ကဏ္ဍ4လုံးကတော့ပါခဲ့ရင်တစ်လုံးပဲပါမှာပဲတစ်လုံးပဲပါမှာဖြစ်ပါတယ်။တစ်လုံးမှလည်းမပါချင်းမပါပါဘူးเนาะအပေါ်ကအခဏကအဓိကထားကစားရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကံကောင်းပါစေ။